တန်တို့ကအပိုင်းတိတ်မှာတွေ့ခဲ့ရတဲ့ဘဲတဝေကိုအန်တီခိုးနဲ့ဆောင်တီးရဖို့သူ့အိမ်မက်ထဲဝင်မဲနေကြပါတယ်။အဲ့လူကတော့လိုအပ်ဖွဲဝင်ဖြစ်ပြီးတန်ကလည်းအန်တီခိုးနဲ့မိသားစုဆောင်ကသူ့စီကနေအစဉ်ဈေးကွက်တဲကိုရောက်တော့ကြောင်းလို့ဆိုတော့လီယိုနဲ့လည်းကလိုင်းကိုလိုက်တဲ့အကြောင်းနဲ့လိုအပ်ဖွဲကပါအန်တီခိုးနဲ့ဆောင်ကိုလိုက်ရှာနေတာကိုသိလိုက်ရပါတယ်။နောက်ပြီးလူတစ်ယောက်ကကလိုင်းကဆောင်းနဲ့ပတ်သက်တာတိထားတဲ့ဆိုတဲ့အကြောင်းသတင်းလာပါပါတယ်။အဲ့တော့လောက်တွေနဲ့ပုတ်တူနှမ်းစောအလွန်ကျူးရှာပွဲကောင်းတဲ့အခန်းထဲကိုကလိုင်းတို့ကစောင်းရှာဖို့လာခဲ့ကြပါတယ်။ကလိုင်းကအသားတွေနဲ့မရင်းနေတော့စိတ်တစ်မျိုးရှူလိုက်မှအဆင်ပြေသွားပါတယ်။လီယိုနဲ့လည်းသူတိတာပုံရဆိုကလေးခိုးတာကလည်းလောင်ကစားတမတယောက်ကြောင်းလို့ပဲလို့ယူဆလို့ဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။နောက်ပြီးလူရှာတဲ့သူတွေလည်းရေးပြပါလို့ပြောင်းနေကြောင်းလို့ဆိုတော့လီယိုနဲ့ကကလိုင်းကိုရှာဖို့ပုံထုတ်ပြီးလိုက်ပါတယ်။ကလိုင်းလည်းရှာကြည့်တော့သူ့ရဲ့စွမ်းတွေကလည်းမတီးမငြိမ်ဖြစ်ပြီးသူ့ရဲ့တုတ်ကောက်ကသူ့ရှိပြန်လဲခဲ့တော့တန်ကပဲထိမ့်လိုက်ပြီးကမရအစီအစဉ်ကိုအားကောင်းတဲ့မော်စွမ်းရတစ်ခုကတားလိုက်တာကြောင့်ဒီနေ့ကဒီလောက်ပဲလို့နားခိုင်းလိုက်ပါတယ်။အဲနောက်တော့ Chinese တကားပေါ်မှာထိုင်ဆောင်နေကြပြီးတန်ကမင်းအင်ကြီးလာတယ်လို့ချီးကျူးပေးလိုက်ပါတယ်။အော်ဖေယားကြောက်ကိုလည်းပေးလိုက်ပြီးအဲကောင်ရဲ့ကောင်းကျိုးကတော့ကမရအစီအစဉ်လို့ရဝိညာဉ်တွေနဲ့ချိတ်ဆက်မှုအားကောင်းတာကြောင့်ရလိုက်ကောင်းရနိုင်ပါတယ်။ဖေယားเจ้าကလည်းဘာဘီကိုရှာဖို့အစိမ့်နဲ့ချိတ်ဖက်ဆောင်ကိုတုံးခွင့်ပေးထားကြောင်းကိုပြောပြလိုက်ပါသေးတယ်။အဲဆောင်ကိုလည်းထင်ကြံလို့ခေါ်တဲ့သူတဲတာတယ်လို့ပြောပြလိုက်ပြီးအချို့ဆောင်ကအရန်ကောင်းတာရှိတယ်လို့အရန်ဆိုးတာလည်းရှိပါတယ်။အဲအဆောင်ကိုလည်းချက်နှစ်တကားနောက်မှာတတိကျကျတိတ်ထားရကြောင်းကိုပြောပြလိုက်ပါတယ်။အစင်းတရအတိတ်ဘက်ကလည်းအန်ဒီယာရှိချင်းကိုဆိုလိုတာပါ။အဖွဲတစ်ဖွဲလည်းရောက်ခဲ့တော့တန်လည်းဟိုဘက်ကတူတွေကိုကလိုင်းနဲ့မိတ်ဆက်ပေးလိုက်ပြီးဟိုဘက်ကတူတွေကိုလည်းတန်ကပဲမိတ်ဆက်ပေးလိုက်ပါတယ်။ဒီနေ့ကတော့ပတ်လန်းကလာတဲ့စိတ်ကဲစင်ခုနှစ်အိမ်မက်ဆိုအာယောဟာဆန်နဲ့စိတ်ကဲစင်ရှိသူ့ဘရာစာကြီးဖော့ကြီးရတို့ဖြစ်ကြပြီးနောက်ဆုံးဧည့်သည်တော်ကြီးကတော့စိတ်ကဲစင်ခုနှစ်ဝိညာဉ်ပူတမတာလီ10မောင်းပါပဲသူကတော့အပိုင်းတဲမှာတော့ကလိုင်းကိုနိုင်ခဲ့တဲ့သူပါအဖြေလိုက်တာနော်ဘော့ကြီးရကလည်းအန်တီများတဲ့လုံမှာကလိုင်းလူကိုခေါ်ထားတာကိုဘွေမကြောက်အကြောင်းကိုတိတ်ပြောလိုက်ပါတယ်တန်လည်းအတုံးပြုတ်ခွင့်ပေးထားတဲ့ဆောင်ပစ္စည်းနံပါတ်က1ထက်304ကိုဖြစ်နေတော့နည်းနည်းစိုးရင်သွားကြပါတယ်ဘော့ကြီးရကလည်းအန်တီကိုနဲ့ဆောင်ကိုအမြန်ရှာပေးလိုက်တာကလည်းအန်တီကိုနဲ့ပိတာစုဖန်တီးထားတဲ့1ထက်304ကိုလက်နဲ့ပဲရှိတာပါတူတူလည်းအချိန်မဆွဲပဲစားဖို့ဘော်ကြီးရကပြောပြီးသူလို့သူလိုလိုက်လို့ကိုပြောလိုက်ပါတယ်ကလိုင်းလည်း1ထက်304ကိုအဆောင်တုံးရင်စောက်ရန်80ကောင်းလို့တီရှင်နဲ့ဆိုတဲ့အထိအန်တီရှိတယ်လို့ထင်နေပါတယ်အဆောင်ပေါ်ကအကောက်ကိုဖယ်လိုက်တော့အဆောင်ကဆက်တွေလောက်ခလာပြီးအထဲကနေလူပြဲရုပ်ကထွက်ခဲ့တော့ကလိုင်းလည်းအဲ့ဒါကိုကြောက်စရာကောင်းတယ်လို့ပြောနေရတယ်လားလို့ပြောလိုက်တာကိုလူပြဲရုပ်ကကြားတော့ပုံရပါတယ်ချက်ချင်းချောက်လိုက်တာကလိုင်းလည်းလုံပြန်ဖြစ်သွားရပါတယ်နောက်ပြီးအချီတို့အရာကလည်းလေဘင်းကိုလာပတ်နေချိန်လီယိုနက်ကလာတတိပြီးတော့အစီပြီးတော့ပါပြီလူပြက်ကိုကြည့်လိုက်တော့တူနောက်လိုက်နေတာပါလူပြက်ကကလိုင်းနောက်လိုက်နေတော့တန်လဲကလိုင်းကိုပတ်စုဆောင်နဲ့အနီးဆုံးမှာရှိတဲ့လူလို့ထင်နေပြီးမကြောက်ဘူးလည်းအားပေးလိုက်ပါတယ်နောက်ပြီးဘော်ကြီးရလဲသူကငါးပိတာအကောင်ဝေးတွင်ရလူတယောက်ကိုမဟုတ်ရင်နှစ်ယောက်ကိုပြစ်မှတ်ပြီးရုပ်တရုပ်ပြောင်းတဲ့ကြောင်းကိုပြောပြလိုက်ပြီးလူမြောက်ဖို့ဆိုရင်ပါတရှိချိုက်ပြီးရုံမှာပဲကလိုင်းလည်းအခုမှနားလဲသွားပြီးလက်ဆက်လေးချိန်ကလှုပ်ရတဲ့အကြောင်းကိုလက်ကလှုပ်နေတည်းအစီပြီးမလှုပ်တော့ရင်ကြတော့အဲ့ကောင်ရဲ့ပြစ်မှတ်ကိုခံရပါပြီကလိုင်းလည်းအကုန်လုံးထိတ်ချုပ်ခံရရင်ဘယ်လိုဖြစ်မလဲဆိုတာသိချင်တယ်တော့မေးလိုက်ပြီးဟုံတော်ဖတ်တာကလည်းရောက်ချလာတော့ကလိုင်းလည်းပတ်ပြီးနေရပါတယ်ဘာဘီယာကုတ်အင်ကြီးကိုလူပြက်ကရန်လုံချင်နေတော့သူတို့လည်းရေးပါဘီကအန်ဒီကိုနဲ့ဆောင်းနဲ့ဆက်နေနေတာကိုသိတော့စတင်ချီရခံခိုင်းပါတယ်အဲတော့ကလေးတွေရဲ့မိခင်လည်းသူတို့ကိုမြင်တော့မျက်လုံးတွေလှပေးကြပါတယ်ကလိုင်းလည်းအသက်20လောက်အခုလိုဥချေချောင်းလူမြင်ကွင်းမှာဒီလိုပထမဆုံးလုပ်နေရတော့ရှက်နေပါတယ်အဲတော့လဲပေါ်တက်ခဲ့ကြပြီးစိတ်ကံကုံလောင်ရုံပတ်မှာတော့ရေးပါဘီကအန်ဒီကိုနဲ့ဆောင်းကိုမကောင်းဆိုးဝါးပုံပြောင်းပြီးပိုက်တဲ့ကိုဆုပ်ယူလိုက်ပါတယ်အဲ့ဒီဟာမှာလည်းလူပြက်ကရှိနေပါတယ်အဲ့ကောင်ကလည်းတန်တို့လာတာကိုသိတော့ကောင်းဆုံးလေမရစွမ်းကိုငါတောင်းပေးမယ်လို့ပြောလိုက်ပါတယ်တန်တို့ဘက်မှာလည်းရောက်ခဲ့တော့ကလိုင်းရဲ့စွမ်းရည်နဲ့ဥရောဖျားကြောက်ကိုတော်ပြီးအန်တီဆင်းနေကြပြီးအန်တီရှိတာကြောင့်ကလိုင်းနဲ့ထိတ်ချွေရခတ်နေပါတယ်တူလောင်ယူတွေကနေအငွေ့တွေထွက်ခဲ့တော့ပြင်းတွေလည်းလက်ပြေးကုန်ကြပါတယ်နောက်ပြီးကလေးလက်တွေလောက်ခလာတော့အစင်းတဲ့အန်တီအခြေအနေဖြစ်တာကြောင့်ဂန်းတွေနဲ့ထုတ်ချင်နေချိန်အငွေ့တွေကနေထွက်လာတာကပါဖီကမကောင်းဆိုးအဖြစ်ပြောင်းလဲထားတာပါနောက်ပြီးလက်ဆောင်ဖြစ်စီ1တက်304ကိုစိုက်ကြည့်ပြီးပေးတိုက်တော့တန်တို့ကလည်းပြန်ချကြပြီးတန်တို့ကလည်းတခေါင်ရကပြာကိုရုပ်ပြီးမကောင်းဆိုးကိုချုပ်ထားလိုက်ပါတယ်ဒါပေမဲ့လည်းမကောင်းဆိုးကကြမ်းတာကြောင့်သူတို့ချုပ်ထားတဲ့အစီရင်ကိုဖျက်လိုက်ပါတယ်တန်လည်းတေဆုံးတော့တဲ့ဝိညာဉ်ကတောင်းကျနေတာကိုသိတော့မကောင်းဆိုးကဟိုဘက်ကိုပြေးတော့တန်လည်းမပြေးနဲ့ဟဲ့အောင်တတိယတိကျရတတ်တဲ့ဝိမာတာမပြေးနဲ့ဆိုပြီးခေါင်းကိုထုတ်ပြီးမိတ်ဝေးလိုက်ပါတယ်မမဒါလီကလည်းမယန္တပြက်လုံးကိုတုံးပြီးအားနေချက်ကိုရှာဖို့လုပ်ပါတယ်။တန်လန်ဒီတတော်ကြီးကတာမန်လူတွေဝိညာဉ်မဟုတ်တော့မှကျိတ်စားပြီးသွားပြီးသူကမတ်စုဆောင်ရဲ့ထိတ်ချုံမှုအောက်မှာရှိနေတာကြောင့်သူတို့မှလွတ်เสียအများကြီးမရှိတော့ပါဘူး။မမဒါလီကလည်းအားနေချက်ကိုတွေ့တာကြောင့်သူတို့ကိုတုံးစကက်လောက်ညင်အောင်ထိတ်ခိုင်းလိုက်ပါတယ်။
တန်လည်းအိမ်မက်တွေရဲ့ဘိုက်ကိုကပြာနဲ့ချုပ်ဖို့လုပ်နေပြီးလီယိုနက်ကလည်းခန်းထဲဖော်လို့လိုက်ပေးနေပါတယ်ချုပ်တာလည်းပြီးတော့ကလိုင်းလည်းမဆုစာကိုတတိထားမိတော့ပြီးပောက်ကွဲပြီးထက်လာတဲ့လက်သက်ရှိကြီးကလီယိုနက်ရဲ့ရင်ဘက်ကိုစိုက်ဝင်သွားခဲ့ပါတယ်ပြီးသူ့ရဲ့စွမ်းနေတဲ့ဘော်ဂျီယာတို့ကိုတိုက်ခိုက်လာတော့အာယောဟာဆန်ကတားနဲ့ခုတ်တားနေပေမဲ့အသားစားတစ်ခုကအန်ဒီကိုနက်ရဲ့အဆောင်ကိုထိတာတော့လွတ်တော့ပါတယ်အဲ့ဒါကိုလည်းဘော်ဂျီယာကိုစောင့်ကြည့်ခိုင်းလိုက်ပြီးသူလည်းမကောင်းဆိုးကောင်ရဲ့ဘိုက်ကိုထိုးလိုက်ပေမဲ့သူပဲလွှဲခဲ့ပါတယ်ဘော်ဂျီယာကလည်းအာယောဟာဆန်ကိုကြည့်ဖို့အဆောင်ကိုချန်ထားခဲ့ရပါတယ်ဒါလည်းမကောင်းဆိုးကောင်ကိုတေချာထိမ့်ပေးနေရပြီးကလိုင်းကလည်းညိုင်းဆက်ချင်းလက်ဆောင်နဲ့ပြစ်ကပ်ပေးလိုက်တာအိမ်ပေါ်ကျတာတော့မမသားလေးကစပင်ဖားလေးပြတရေမပုံစံနဲ့ပြန်တက်ခဲ့ပြီးအနေထားခံပြီးဝင်တိုက်ပြီးအဆုံးတက်ပေးလိုက်ပါတယ်ဒါလည်းမမသားလေးနားပြန်ပြေးသွားပြီးစိတ်ရတိုင်းလိုက်ပါတယ်ကလိုင်းလည်းအချားအာရုံရတဲ့နေရာကိုတွားကြည့်တော့စောင်းကိုတွေ့တာချင်းအလစ်တက်ဝတ်ချောင်းနေတဲ့ပေါဖိုတိုရဲ့ညီလူပြက်ကဝင်ကိုးတာကိုလည်းတန်ကပြေးသွားပါတယ်တန်လည်းပြစ်လိုက်တော့ပုံရိပ်ရောင်ဖြစ်နေပါတယ်တန်လည်းကလိုင်းကိုနေတဲ့တုံညာလေးကိုနာမတော်ဖို့မှနေရပါတယ်နောက်ပြီးတော့တတိလေးနဲ့အရိုင်းပြန်နေတဲ့ကောင်ကိုလည်းတန်ကရေနဲ့လှိုက်ဖန်ပြီးဂျိုးထိုးလိုက်တဲ့အချိန်သူ့ရုပ်မြင်သွားပြီးကလိုင်းလည်းသူနဲ့တွေ့ခဲ့တဲ့စကက်ကလူပြက်မှန်တိသွားပါတယ်အဲ့တော့အာယောဟာဆန်နဲ့ fighting play ကြပြီးခုံးလိုက်ရှောင်လိုက်တဲ့လီယိုနဲ့လည်းဝင်ပါတော့ဟိုကောင်လည်းပုံရိပ်ရောင်ပဲဖြစ်တာကြောင့်ဖောက်ခွဲပြစ်လိုက်ပါတယ်ပြီးခဲ့တဲ့ကြီးကိုလည်းအလှလေးရှောင်ပြနေတော့ကလိုင်းလည်းပြည့်နေတဲ့ကြီးကိုရှောင်တော့ကြည့်ပြီးသူလည်းအရှိကိုကြိုတင်ပြစ်လိုက်တော့အဆောင်ကောင်းတဲ့ဖုန်းလုံးကလည်းကလိုင်းရဲ့ကြီးကိုစားလိုက်ရပါတယ်ပြီးတော့လည်းလီယိုနဲ့ပြန်ကြိုးကြပြီးလူပြက်ကလည်းအမဲအောင်ကြောက်ပေါ်နဲ့လိုက်ရိုက်နေပြီးကလိုင်းကိုရိုက်တော့မဲ့ချိန်ဒန်တို့ကဝင်လာပြီးမှစက်ကူယုံနဲ့လူစားလဲတော့တာကိုတီးလိုက်ရပါတယ်နောက်ပြီးလက်ဖြောင်းတစ်ချက်တီးလိုက်တော့အာယောဟာဆန်လည်းလွတ်လာပြီးနေတဲ့တုံညာလေးကိုအဆောင်လည်းပွင့်လာပြီး9 မီတာအကွာဝေးကကောက်နေလဲရက်သွားကြပြီးတွေးလိုကြိုးတွေလည်းအကောင်လုံးကိုရစ်ပတ်ထားပြီးလူပြက်ကစက်ကဖို့ကြောက်စရာကောင်းတဲ့အပြုံးနဲ့ပြုံးလိုက်ပါတယ်ကလိုင်းလည်းသူတို့ကိုကယ်ဖို့လုပ်ရင်မြူခိုးတွေကိုတတိထားပြီးသွားပြီးရောက်တဲ့လမ်းတိုင်းမှာလည်းကောင်းချီပေးဖို့ဆုတောင်းရင်မြူခိုးတွေပဲရှိတဲ့နေရာကိုပြန်ရောက်သွားခဲ့ပါတယ်အဲ့ဒီဟာရောက်တော့ဘာလို့ရောက်လဲစဉ်းစားချက်နေချင်းကမ်ဘီယာစီစဉ်ကိုပြန်တတိရတာပြီးစမ်းကြည့်လိုက်တော့သူကလှုပ်ရှားလို့ရတာပြီးအော်တော့တလုံးကသူနဲ့ပွဲယူလုပ်ဖို့တောင်းဆိုလိုက်ပြီးကလိုင်းကိုလည်းအခုဖြစ်နေတဲ့ကိစ္စကိုငါတို့เนี่ยပဲတိမှာပါလို့ပြောပြလိုက်ပါတယ်အဲ့တော့တိတ်မြတူအတွက်စိတ်ကစီရှိကဘာလဲဆိုတာမျိုးကိုမေးမှာပါလို့ပြောလိုက်ပြီးတိတ်မြတူအတွက်စိတ်ကစီရှိမှာကမဆက်လက်ပြီးပြောလိုက်ပါတယ်အော်အဲ့တော့ငါတို့ကဘယ်လိုတိမှာလဲကွာနောက်ပြီးတော့ကလိုင်းရဲ့လက်နားကိုလည်းလက်တန်းနဲ့ထိဖို့လို့တော့ကလိုင်းကလက်နဲ့ချိုက်ဖယ်လိုက်ပြီးကန်းနဲ့ပြန်ပြစ်ပါတယ်သူပြက်လည်းရုပ်တရုပ်ရဲ့ထိချုံပုံပြက်နေဘူးဆိုတာကိုသိလိုက်ရပြီးကလိုင်းကဘလို့လှုပ်ရှားနိုင်တာလဲဆိုတာမသိပဲကြောက်သွားပါတယ်အဲ့တော့ကလိုင်းရဲ့ကြည်စာနဲ့လဲပြိုးကိုပတ်ပြီးနောက်တစ်ချက်ကနဖူးတက်ကိုတက်ဖြစ်ပြီးလိုက်ပါတယ်လူပြက်လည်းအနှိမ့်ဆက်တော့တဲ့ကိစ္စချောတော့ပါတော့တယ်အဲ့ကောင်လည်းလောဘမိန်ကကောက်ပါပဲဒါတော့မတည်သေးပဲထပြီးဟောနာစေးလို့ပြောပြီးပြတ်တည်သွားပါတယ်အဲ့တော့အကောင်လွတ်ပြီးမမတာလီကလည်းပြန်ကောင်းခဲ့ပါပြီလီယိုနက်ကလည်းခဏကလူပြက်တဲ့ကျုံတာကိုသိနေပါတယ်ကျွန်တော်ထင်သူလည်းကလိုင်းတို့အဲ့လိုထိချုပ်ခံရရင်လှုပ်ရှားနိုင်ဖို့ရပါတယ်တန်တို့လည်းနေတဲ့တုံညာလေးကိုဆောင်းကိုပြန်သိမ့်လိုက်ပြီးကလိုင်းကိုလည်းမင်းရင်ဆုံးပတ်စုစာအုပ်ကိုဖျားကြောင်းမှာအာမခံနေကြောင်းနဲ့မင်းလည်းပုံမှန်ဝင်တိုင်းဖြစ်လာပါလို့ပြောလိုက်ပြီးထွက်သွားကြပါတယ်အပြေရောက်တော့ကလိုင်းကတန်ကိုထင်းချန်ကစွမ်းအရန်ဆုပ်ယူနေချိန်ဘာလို့ထွက်ပြေးရတာလဲလို့မေးနေပါတယ်တန်တရာရောက်တော့လူပြက်ကိုတက်ပြီးတော့ဟိုလိုဖြစ်နေတော့တန်ကပဲဘာမှဝမ်းမနေဖို့နဲ့အဲ့ကောင်ကိုတက်လိုက်တာကလူတွေအများကြီးအတက်ကိုကဲလိုက်တာပဲလို့ပြောပြလိုက်ပါတယ်အဲ့တော့မှတန်နဲ့အတက်ပြပြယူလိုက်ပြီးစိတ်အေးလိုက်ပါတယ်နောက်ပြီးတန်ကိုကလိုင်းကတိဖေသူစိတ်ကဲစီရှိကလူပြက်မလားလို့မေးလိုက်ပြီးအဲ့ဒါကိုလည်းဟိုလူပြက်ပြောပြထားတာပါအပြေရောက်တော့ကလိုင်းအာယောနာပေါ်ကြီးရတော့ကသူတို့ကလိုင်းလောက်တာကိုပြုံတိုင်းကြောင်းပြောပြနေပါတယ်နောက်ပြီးအကုန်ပြန်တော့ကလိုင်းလည်းနောက်ထပ်လာမဲ့စရိတ်ကလူပြက်ဖြစ်နိုင်တယ်လို့တွေးပြီးဟော်ဒါဆင်းဆိုတဲ့ရေရုပ်တန်းကလည်းဘာကိုပြောချင်တာလဲမသိပါဘူးအဲ့တော့တမိုင်းလေးလာတဲ့ကလိုင်းရဲ့ဆရာနဲ့တော့တယ်ဆရာနာမည်ကအားစစ်ပါဆရာဖြစ်သူကိုမဆုတေကဖက်ခဲ့ရတဲ့အကြောင်းကိုပြောပြလိုက်ပြီးဆရာဖြစ်သူကလည်းအဲ့ဒါတွေကိုကြားဖို့သလိုဆိုပြီးမတိချတော့ကလိုင်းကလည်းဟော်ဒါဆင်းအကြောင်းတစ်ခုတည်းရဲ့စာရေးပေးဖို့တောင်းဆိုလိုက်ပါတယ်ကလိုင်းထတော့မဲ့ချင်းတမိုင်းရှာဖွေတာကပြောဖို့ကောင်းပြီမယ်အပေါတဲ့ချစ်ကြပွားရင်လဲပြောတတ်တယ်အဲ့ဒါကြောင့် queue ဆိုင်ပါလို့တူကိုမကြည်တတ်တဲ့ပုံစံနဲ့ပြောလိုက်ပါတယ်ဆရာအားစစ်လည်းကလိုင်းထတော့ ID ကိုတိုင်းနဲ့ထောင်ရညရတိုင်းပြီလို့ရေရွတ်နေရင်တူနောက်ကနေလည်းအကြီးစားလူရိုးချကြီးပေါ်လာခဲ့ပါတယ်သူကဘာတူလဲ